လူဖီတို့ရဲ့ crew အစ်စ်ခေါ်ထားတယ်လူဖီတို့ကတော့ပြင်မှာခေါ်မသိကျွန်တော်တော့ခေါ်လိုက်ပြီအဲ့ဒါဘာလေးလဲဆိုတော့ကျွန်တော်ပြပေးမယ်ဒီဗီဒီယိုကိုတေချာဆုံးလေးစက်ကြည့်မယ်နော်ဒီကတော့ကျွန်တော်ရဲ့အခုထုံးစံတိုင်းရှိနေပြီးသားအယုတ်တွေပေါ့နော်တစ်ခေါက်ကျွန်တော်ပြန်ပြပေးမယ်ဒီကောင်တွေကတော့ Frankie ရဲ့ GK set 2ပေါ့နော်တော်တော်လေးလာတယ်ကျွန်တော်စီမှာရှိတဲ့အယုတ်တွေထဲမှာဒုတိယအလေးဆုံးအယုတ်လို့ပြောလို့ရတယ်โอเค तू ကတော့ဒါမန်ဂါမဖတ်သေးတဲ့လူတွေဆိုရင်တော့တိတ်တိမှာမဟုတ်ဘူးပေါ့နော်အခုမန်ဂါမှာအရန် hot နေတဲ့ဆရာကြီးပေါ့သူပေါ့နော်အဲ့တော့ဒါကမန်ဂါမှာ hot နေတဲ့ဆရာကြီး group ပါပြီးသွားလို့ရှိရင်ဒီကောင်ကတော့ဥစွပ်ပါဥစွပ်အယုတ်လေးရလဲတော်တော်လာပါတယ်ပြီးတော့တရားတော့ VV ပေါ့နော် VV ကလည်းကျွန်တော်ထည့်ထားတဲ့ character တွေပါတယ်ဘေးနားမှာ VV ရဲ့စီးတဲ့ကောင်လေးလည်းပါတယ်ဆိုတော့တော်တော်ကြီးလာတယ်အဲ့အယုတ်ဆိုလို့ရှိရင်လည်းဒီမှာကြည့်လိုက် perfect detail everything is really perfect ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒါ chopper ပေါ့နော် chopper ကကျွန်တော် Ichiban Kuji ထည့်ထားတယ်ဘာလို့လဲဆိုတော့ chopper size အကြီးထည့်လိုက်ရင်အနောက်ကကောင်တွေသွားကွယ်သွားလိမ့်မယ်ဗျအဲ့တော့ chopper ကိုဒီကောင်ထည့်လိုက်တယ်ပုံစံလည်းမိုက်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့ပုံကြီးဂျင်ဘေးပေါ့နော်ဟိုတော်တော်ပုံနေတယ်အခုလောလောဆယ်တော့ဘာမှတိတ်အလုံးမလုပ်သေးတဲ့ကောင်တွေပါတယ်โอเคပြီးသွားလို့ရှိရင်ဒီမှာကတော့ Nami ပေါ့နော် Nami လာမယ် Nami character လေးပြီးတော့ဒီဘက်ဘေးမှာကျွန်တော် Domination Studio က Robin ပြီးတော့ဒီအောက်မှာ Sunny ရှိမယ်ပြီးတော့ဒီမှာ Sanji ရှိမယ် right အဲ့တော့ Sanji လေးကဒီမှာရှိမယ် Sanji ရဲ့အောက်မှာဆိုဒါအများစုကြိုက်ကြရဗျာကွင်းရဲ့လက်ကြီးပါပါတယ်ကျန်းတယ်ပြီးတော့နောက်ပါရှိအောင်လဲဆိုဒီနောက်မှာ Luffy ရဲ့ Zoro ရဲ့ Sanji ရဲ့ Chibi လေး၃កောင်ထိုင်နေရရှိမယ်ဒီရှေ့မှာအားလုံးရဲ့အချစ်တော်လေးပြားကိုက်ခံထားတဲ့ Luffy လေးရှိမယ် Luffy ရဲ့ Double 2ရှိမယ်ပြီးတော့ဒီမှာတော့ Luffy ရဲ့ဒါ aura farm ရဲ့ post ပေါ့နော်ကျွန်တော်တို့ပြောရရင်ဒါ Wano art ကြည့်ခဲ့တဲ့လူတွေဆိုသိမယ်တအားယူမှိုက်ပြီး aura farm ရဲ့ Luffy ရဲ့ style ပြီးတော့ဒီဘက်ကိုလာမယ်ဆိုလို့ရှိရင်ဘာရှိနေလဲဆိုတော့ကျွန်တော်တို့ပျောက်ကြီးဆိုတော့ဒါပျောက်ကြီးရှိမယ်ပျောက်ကြီးပေးနာမှာ Mary လေးရှိမယ်ပျောက်ကြီးကခေါင်းတစ်လုံးပို့ပါတယ်ဒါဒီမှာပျောက်ကြီးပေါ့နော်ပျောက်ကြီးလည်းတော်တော်လေးလာရတယ်ပြောလို့ရတယ်ပြီးတော့ဒီမှာဒါကတော့နောက် Sunny တကောင်ပေါ့နော်ကျွန်တော်မှာ Sunny နဲ့ရုပ်ရှိတယ်โอเคအဲ့တော့ final ကျွန်တော်ရဲ့ crew member လေးပြောဆိုဒီကောင်လေးပါကျွန်တော်အရင်ကြိုက်လို့ဆိုပြီးဒီကောင်လေးကိုသူက KVD Figure စီကနေသွားဝယ်တာဝယ်တဲ့အချိန်မှာသူကအဲ့ဒါကျွန်တော်မွေးနေ့တုန်းကမပေးလိုက်ရလို့လေမွေးနေ့လက်ဆောင်ပေးမယ်ဆိုပြီးဒီကောင်လေးမွေးနေ့လက်ဆောင်ပေးလိုက်တာတော်တော်လေးလာတယ်တော်တော်လေးချစ်ဖို့ကောင်းတယ်ကျွန်တော်ဒီကောင်အောင်ဆိုပြီး anime ထဲမှာလည်းတော်တော်ချစ်တာဆိုတော့သူ့ကို Luffy ရဲ့ဘေးနားမှာထားတယ် Luffy ရဲ့ border ကြီးဆိုတော့အားလုံးကြီးကကျွန်တော်မှရှိရဲ့ One Piece collection ပေါ့နော် crew အကုန်စုံအောင်ထားတယ်ကျွန်တော်သူတို့ရဲ့အဲ့လိုအရေးကြီးတဲ့လူတွေပါဘေးနားထားပေးတယ် Loki လာရင်တော့ဘယ်နားထည့်အောင်လည်းမသိသေးဘူးကျွန်တော်ကတော့ Loki ကို next crew member ဖြစ်စေချင်တယ်ပေါ့နော်ကြိုက်လို့ဒီကောင် style ကို next crew member မဟုတ်ဘူးဆိုလို့ရှိရင်လည်းဒီအောက်မှာတကန့်ပို့သေးတယ်အဲ့ဒီကန်ထဲမှာသိမ်းမယ် Loki ကတော့ဝယ်ပြည့်မဲ့ character တွေပါတာပေါ့နော်ဒါကတော့ကျွန်တော်မှရှိရဲ့ Luffy တို့ရဲ့ Straw Hat crew အစုံပါအားလုံးနောက်ကြည့်ကျင်တာလေးရှိရင်ကျွန်တော်ပြောခဲ့ပါကျွန်တော်ပြပေးပါမယ် bye bye ပါ